April 10 ရက်နေ့ကနေစပြီးတော့အပြစ်ခတ်ရစဲရေးအီရန်နဲ့အမေရိကန်ကကြီးညာလိုက်တဲ့နောက်ပိုင်းမှာတစ်ဖက်နဲ့တစ်ဖက်တင်းမာမှုတွေရှိနေပေမဲ့ပါကစ္စတန်နိုင်ငံနဲ့ကာတာနိုင်ငံတို့ရဲ့ဂျာဝင်စစ်ဆမှုတွေကြောင့်မလို့ဆွေးနွေးပွဲတွေရှိတယ်ပေါ့နော်ခက်စိတ်စိတ်ရှိနေခဲ့တယ်ဒါပေမဲ့လို့ယနေ့အထိတိုင်းမှာဆွေးနွေးပွဲတွေမပြီးဆုံးနိုင်ဘူးပေါ့နော်ဆိုလိုချင်တာကဒီဆွေးနွေးပွဲတွေကအဖြေမထွက်လာသေးတဲ့ဆွေးနွေးပွဲတွေပေါ့နော် April ဆိုဒီနေ့10 ရက်နေ့ April 10 ရက်နေ့ကနေစပြီးဒီနေ့နဲ့ဆိုရင်လို့ဒီ2လပြည့်ခါနေပြီပေါ့နော်အပြစ်ခတ်ရစိတ်လောက်ထားတာပေါ့နော်အမေရိကန်လာ level အီရန်နိုင်ငံအနီးနားမှာရှိတဲ့နေရာတွေမှာပေါ့နော်သူရဲ့စစ်အခြေစိုက်စကန်တွေရှိတယ်အဲ့အပြင်ကိုပဲသူ့ရဲ့ကမ္ဘာမှာအကောင်းဆုံးလို့သတ်မှတ်ထားတဲ့ဒီရေတပ်အင်အားရဲ့လေတပ်လေပေါ့နော်ဖြန့်ကျက်ထားပြီးတော့အီရန်ကိုဖိအားပေးနေတယ်ပေါ့နော်အီရန်ကလည်းပဲသူတို့ကအမေရိကန်ကိုမကြောက်ဘူးပေါ့နော်ပြောချင်တာမကြောက်ဘူးမင်းတို့လို့ငါတို့လည်းပြန်လုပ်မယ်ပါရနားကြိုက်မယ်ဆိုတဲ့သဘောမျိုးနဲ့အီရန်တပ်မှုတွေကလည်းပဲเนาะအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုခနဲ့တဲ့စကားတွေနဲ့စလိုက်နောက်ပြီးသူတို့ရဲ့ဒီမီဒီယာတွေမှာဆိုရင်သူတို့ရဲ့အကောင်းဆုံးလို့သတ်မှတ်ထားတယ်ပေါ့နော်တာလပြည့်ဒီဒုံးပြန်တွေဒုံးကြီးတွေစသဖြင့်ဒါတွေကိုပြပြီးတော့ဒီတစ်ကမ္ဘာလုံးကိုလည်းသိစေချင်အမေရိကန်ကိုလည်းပဲသတင်းပါတဲ့သဘောမျိုးနဲ့ခဏခဏတင်နေရတယ်ကျွန်တော်တို့တွေ့ရတယ်ပေါ့နော်နောက်တစ်ခုကအီရန်မှာတော့ဒီနျူကလ িয়ার လက်နက်မရှိသေးဘူးပေါ့နော်ယူရေနီယံကိုတန့်စင်ထားတော့60%ရှိတယ်လို့သတင်းတွေမှာတော့တွေ့ရတယ်ပေါ့နော်တကယ်ကတော့သူ့မှာနျူကလ িয়ার လက်နက်မရှိသေးပါဘူးဒါပေမဲ့အီရန်မှာနျူကလ িয়ার ထက်ကောင်းတဲ့လက်နက်တစ်ခုရှိနေပါတယ်အဲ့ဒါကတော့ဟော်မုတ်ရေလက်ကြားပါအဲ့ဒီဟော်မုတ်ရေလက်ကြားကတော့တစ်ကမ္ဘာလုံးနဲ့ဆိုင်နေဆိုပေမဲ့လို့အီရန်နိုင်ငံရဲ့ရေပိုင်နက်အနီးနားမှာရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့သူကအဲ့ဒါကိုပိတ်ဆို့လိုက်တယ်ပေါ့နော်နောက်ပြီးတော့ရေမြုပ်မိုင်းတွေချတယ်တင်မောတွေဖြတ်တော့လာခင်မရှိဘူးသွားမယ်ဆိုရင်ပြစ်မယ်နောက်ပြီးတော့သူတို့သွားမယ်ဆိုရင်အတိပေးရမယ်ပေါ့နော်ဒါမျိုးတွေလောက်လာတဲ့အတွက်ကြောင့်မလို့တစ်ကမ္ဘာလုံးကသူတွေတကယ်ဒုက္ခရောက်သွားတာပေါ့နော်ဒီရေနံတင်ပို့မှုတဘာဝတံငွေတင်ပို့မှုတွေကအဆင်မပြေဖြစ်သွားတာပေါ့နော်နောက်ပြီးအီရန်နိုင်ငံရဲ့ IRGC တပ်မှုတွေပေါ့နော်အကယ်၍သာဒေါ်နယ်ထရန့်ကနေပြီးတော့စစ်တိုက်ဖို့ပြန်ပြီးတော့လုပ်မယ်စစ်ပြန်တိုက်မယ်ဆိုရင်လိုအပ်မယ်ဆိုရင်ပေါ့နော်အမေရိကန်ရဲ့စစ်အခြေစိုက်စကန်တွေရှိတဲ့ဒီပင်လယ်ကွေ့နိုင်ငံတွေကိုပြန်ပြစ်မယ်ပေါ့နော်စစ်အခြေစိုက်စကန်တွေကိုလည်းပြစ်မယ်သူ့ရဲ့ဒီမဟာမိတ်တွေဖြစ်တဲ့နိုင်ငံတွေပေါ့နော်ဆော်ဒီအာရေဗျအထူးသဖြင့်ဒီ UAE ပေါ့နော်သူတို့ပြန်ပြီးတော့ပြစ်ခတ်မယ်ဆိုပြီးတော့ချင်းချောက်ထားတာပေါ့နော်ဒါမျိုးတွေလည်းရှိတယ်နောက်တစ်ခုကတော့ Israel နိုင်ငံမှာ Israel နိုင်ငံကဒီလက်ဘနွန်နိုင်ငံတောင်ပိုင်းကိုကျူးကျော်နေတယ်ပေါ့နော် Hezbollah ကိုတိုက်ခိုက်မယ်ဆိုပြီးတော့ကျူးကျော်နေတာပါအီရန်ကဘာပြောထားလဲဆိုတော့အခုအမေရိကန်နဲ့အီရန်အပြစ်ခတ်ရစဲရေးဆိုတဲ့အခါမှာဒီ Hezbollah တွေလည်းပါတယ်ပေါ့နော်လက်ဘနွန်ကျူးကျော်တိုက်ခိုက်နေမျိုးတွေလည်းရက်ရမယ်ပေါ့နော်နောက်ပြီးတော့ဒီဂါဇာကမ်းမြောင်ကိုပုံကျင်းနေတဲ့ကိစ္စဒီဟာမတ်ကိုတိုက်ခိုက်နေတာလည်းရက်ရမယ်ပေါ့နော်ဘာကြောင့်အီရန်ကဒီလိုပြောရလဲဆိုတော့သူ့ရဲ့မဟာမိတ်တွေဖြစ်နေလို့ပါသူ့ရဲ့မဟာမိတ်တွေဆိုတာသူတို့တွေကတရားဝင်စစ်တပ်တွေတော့မဟုတ်ဘူးပေါ့နော်အီရန်နိုင်ငံရဲ့ဒီ proxy စစ်တပ်တွေပေါ့နော်သူမွေးစားထားတဲ့အရာတွေပေါ့နော်နောက်ပြီးတော့ဒီလက်ဘနွန်မှာဆိုလို့ရင် Hezbollah ဂါဇာမှာဆိုလို့ရင်ဟာမတ်နောက်ပြီးတော့ဒီယီမင်မှာဆိုလို့ရင်ဟူဒီပေါ့နောက်ပြီးအီရန်မှာဆိုရင်လက်နက်ကိုင်အချို့ကအီရန်နိုင်ငံနဲ့မကင်းပါဘူးလက်နက်အင်အားထောက်ပံ့တယ်လူသူအင်အားထောက်ပံ့တယ်နည်းပညာထောက်ပံ့တယ်သူတို့နိုင်ငံအချင်းချင်းပေါ့နော်အင်အားကြီးနိုင်ငံချင်းချင်းကိုမတိုက်ပါဘူးဒါပေမဲ့အဲ့ဒီနိုင်ငံတွေမှာသူကလက်သက်မွေးထားတာပေါ့နော်လူအင်အားလက်နက်အင်အားနည်းပညာစသဖြင့်ထောက်ပံ့ပြီးတော့ proxy အနေနဲ့တိုက်ခိုင်းတာပေါ့နော်ဒါကြောင့်သူ့ရဲ့မဟာမိတ်ဖြစ်တဲ့ Hezbollah ကို Israel ကတိုက်ခိုက်နေတော့သူကရက်ဖို့ပြောတာပေါ့နော်အဲ့လိုမှမရက်ဘူးဆိုရင်ဆွေးနွေးပွဲတွေရှိလာမှာမဟုတ်ဘူးလို့လေသူကထုတ်ပြန်ထားတာရှိတာပေါ့ဆိုတော့ဒေါ်နယ်ထရန့်အတွက်ကတော့အဓိကပြဿနာကတော့ဟော်မုတ်ရေလက်ကြားကိစ္စပါပဲရေလက်ကြားပိတ်ထားတော့အလုံးသိတဲ့အတိုင်းပဲဒီကမ္ဘာနိုင်ငံတော်တော်များများရေနဲ့တင်ပို့မှုနောက်တဘာဝတံငွေတင်ပို့မှု20%လောက်ကရပ်တန့်သွားတယ်ပေါ့နော်အဲ့တော့ကမ္ဘာစီးပွားရေးတော်တော်များများထိခိုက်သွားတယ်ပေါ့အဲ့တော့ဘာဖြစ်လာလဲဆိုတော့ကမ္ဘာမှာရှိတဲ့နိုင်ငံတွေရဲ့အမြင်ကအမေရိကန်နိုင်ငံအပါအဝင်ဒေါ်နယ်ထရန့်ကိုအမြင်ဆောင်းလာကြတော့ပေါ့နော်အရင်အားလောက်ကြီးယုံကြည်မှုတွေလည်းနေသွားတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်အောင်လည်းပဲအီရန်နိုင်ငံကတမင်ရည်ရွယ်ပြီးတော့လောက်တာဖိအားပေးလိုက်တာပေါ့နော်လူတွေရဲ့စိတ်ထဲမှာလည်းပဲဘလို့ဖြစ်လာလဲဆိုတော့သူ့ဘာသူနေနေတဲ့ဟော်မုတ်ရေလက်ကြားကိုသူတို့သွားတိုက်လို့ပေါ့နော်ဒီပိတ်သွားရတာပေါ့အခုလိုမျိုးအခုံတွေကောက်လာရတာပေါ့နော်လူငါတို့တွေဒုက္ခရောက်တာဆိုပြီးတော့ဒီအမေရိကန်နိုင်ငံကိုလည်းအဲ့လိုမျိုးအမြင်ဖြစ်သွားတယ်ပေါ့ဒီလိုဖြစ်အောင်လေအီရန်ကလှုပ်လိုက်တာဆိုတော့ပေါ့နော်နောက်ပြီးတော့အီရန်ကဒီဟော်မုတ်ရေလက်ကြားပြန်ဖွင့်ဖို့ဆိုရင်အရင်အတိုင်းပြန်ပြီးတော့တွာလာလေပတ်ဖို့ဆိုရင်အီရန်နိုင်ငံကိုပိတ်ဆို့ထားတဲ့
ပိတ်ဆို့မှုတွေအားလုံးကိုဖျက်သိမ်းပြရမယ်အဓိကတော့ American ပိတ်ဆို့ထားတာတွေပါတယ်နောက်ပြီးတော့ EU ကပိတ်ဆို့ထားတာပါတယ်ကုလသမဂ္ဂပိတ်ဆို့ထားတာတွေပါတယ်ပေါ့နော်ဒါတွေပြန်ဖွင့်ပြရမယ်နောက်ပြီးတော့ American ကနေပြီးတော့ဒီ freeze လောက်ထားတဲ့ငွေကြေးတွေနောက် UAE က freeze လောက်ထားတဲ့ဒေါ်လာတွေပေါ့နော်ဒါတွေကိုသူတို့ကပြန်ပြီးတော့လက်ခံပေးရမယ်ပေါ့နော်ပြန်ဖွင့်ပေးရမယ်ပေါ့ပြန်ဖွင့်ပေးမယ်ဆိုရင်တော့သူတို့ကအဲ့ဟော်မုန်းရေလဲကြောင်းပြန်ဖွင့်ပေးမယ်ပေါ့အပိတ်အယူလောက်တာပေါ့နော်ဒါကို Donald Trump ကလည်းလက်မခံချင်ပါဘူး။ဘာကြောင့်လက်မခံချင်တာလဲဆိုတော့အဲ့လိုလုပ်လိုက်သူသိခါကြမှာပေါ့နော်။ဒီကမ္ဘာပေါ်မှာအကောင်းဆုံးစစ်တပ်ကြီးကမ္ဘာပေါ်မှာစီးပွားရေးဆိုလဲအကောင်းဆုံးပေါ့နော်။ကမ္ဘာပေါ်မှာအကောင်းဆုံးစုံတွေပဲပိုင်ဆိုင်ထားတဲ့နိုင်ငံကြီးကနေပြီးတော့ဒီနိုင်ငံနဲ့ညှိနှိုင်းပြီးတော့လိုက်ရိုးပြရမယ်ဆိုသိခါကြတယ်ပေါ့နော်။နောက်ပြီးတော့သူ့ရဲ့ဒီ Republican Party မှာရှိတဲ့အမတ်တော်များလည်းပဲဒါကိုမကြိုက်ဘူးပေါ့နော်။အထူးသဖြင့်သူ့ကိုအားပေးနောက်ကနေပြီးမြှောက်ပေးနေတဲ့သူတွေကလည်းဒါကိုလက်မခံချင်ဘူးပေါ့နော်။ဒါကြောင့်မလို့Donald Trump တက်ကလည်းဂျင်းနေချက်ထဲရောက်နေတဲ့အနေအထားပေါ့အနည်းချုပ်ပြောရရင်တော့ဒီ Donald Trump အပါအဝင်နေတန်ယာဟုနှစ်ယောက်လုံးပေါ့နော်သူတို့တွေကအီရန်နိုင်ငံကိုလေကြောင်းတိုက်ခတ်မှုလုပ်မယ်ပြီးရင် regime change ပေါ့သူတို့အမြဲပြောရတဲ့ဒီအစိုးရအပြောင်းအလဲလုပ်မယ်ပေါ့အစိုးရအပြောင်းအလဲလုပ်လိုက်ပြီဆိုရင်တော့အီရန်နိုင်ငံသူတို့ပြပြဝတ်သွားမယ်သူတို့လိုချင်တဲ့ပုံစံနဲ့ရောက်သွားမယ်ဆိုပြီးသူတို့ထင်လိုက်တာပါနောက်ပြီးတော့တကယ်သူတို့မလုံနိုင်ခဲ့ပါဘူးအားလုံးမြင်တဲ့အတိုင်းပဲပေါ့နော်သူတို့ထင်လိုက်တာကယာဒူလာခါမီနီတည်ဆုံသွားပြီပြီးရင်တော့သူတို့တင်စေခြင်းနဲ့သူတို့တင်ခြင်းနဲ့သူတို့နဲ့တင့်တော်မဲ့ခေါင်းဆောင်သူတို့စကားနားထောင်မဲ့ခေါင်းဆောင်တောင်သူတို့တင်မယ်ပေါ့သူတို့အဲ့လိုမျိုးတွေးလိုက်တယ်တကယ်တော့အားလုံးသိတဲ့အတိုင်းပဲဖြစ်မလာဘူးပေါ့သူတို့ထင်ဗင်နီဇွဲလားလိုမျိုးလွယ်လွယ်ကူကူလေးပဲလုပ်မယ်လို့ထင်ဖြစ်မယ်လို့ထင်ခဲ့လိုက်တာပေါ့နော်ဗင်နီဇွဲလားမှာလည်းတကယ်တော့အတူတူပါပဲသူတို့သမ္မတနီကိုလက်မာတူတူကိုသူတို့ဖမ်းတယ်ဖမ်းပြီးတော့လည်းသူတို့ထင်တယ်လို့မျိုးသူတို့စကားနားထောင်တဲ့သမ္မတတက်မလာဘူးပေါ့နော်ဒါပေမဲ့အီရန်ထက်တော့နည်းနည်းတော့ပျော့ပြောင်းရှိတဲ့သမ္မတပေါ့နော်ဒုသမ္မတယူထားရဆိုတော့သူတို့တော့နည်းနည်းတော့အဆင်ပြေဒါပေမဲ့အီရန်မှာတော့သူတို့ထင်တယ်လို့မဖြစ်လာခဲ့ဘူးပေါ့နော်ဒီနှစ်ပေါင်း90လောက်စစ်ပွဲတွေပရိပက္ခတွေပိတ်ဆို့မှုဒဏ်တွေကိုခံခဲ့ရတဲ့အီရန်ပြည်သူတွေနဲ့ဒီအီရန်ရဲ့အစ္စလာမစ်အစိုးရပေါ့နော်သူတို့ရဲ့သဘောတဘာဝကိုနားမလည်ပဲနဲ့အတွက်ချက်တွေမှားသွားခဲ့တဲ့အတွက်ကြောင့်မလို့ဒီ American Israel အပါအဝင်ပေါ့နော်ကျွန်တော်တို့တစ်ကမ္ဘာလုံးကအတူတွေကဒုက္ခတွေခံစားနေကြရတာဖြစ်ပါတယ်ဆိုတော့အားလုံးအဆင်ပြေကြပါစေခင်ဗျာ